အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ရဲ့ vlog ကတော့ကျွန်တော်ရဲ့ပပနဲ့အတူမြေထားစီးပြီးတော့ခီတိုလေးတွားခဲ့တဲ့ဗီဒီယိုဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နဲ့အတူလိုက်ခဲ့ပေးပါဦးကဲပြောရင်းဆိုရင်လည်းမြေထားရောက်လာပါပြီခင်ဗျာကျွန်တော်တို့သားဖာနေကရည်စရာကောင်းတာအမြဲတမ်းကိုကယထာကိုစောင့်ရဲဆိုတာတဲ့ယထာကိုပြန်ပြီးစောင့်ရဲကိုလေးစီကပိုဖြစ်တတ်ပါတယ်ဘာကြောင့်လဲဆိုတော့ပြင်စင်တာနည်းနည်းကြားရလို့ပါဒါကတော့ယထာပေါ်မှာနေရာယူပြီးရဲ့ကျွန်တော်ရဲ့ပပပဲဖြစ်ပါတယ်ဒီလိုနဲ့ပဲကျွန်တော်တို့ရဲ့ခရီးစဉ်ထွက်ခွာမှုစတင်ပါပြီခင်ဗျာဘူတာတစ်ခုကနေယထာထွက်ခွာတိုင်းမှာအခုလိုမျိုးစစင်းဆိုဆိုပင်လေးတွေနဲ့အုပ်ဆိုင်နေတဲ့ရှုပ်ပင်းတွေကိုကြည့်ရတဲ့ခံစားချက်ကလည်းမိယထာနဲ့ခီးသွားခြင်းအနှစ်သာရတွေကတခုလို့ပြောလို့ရပါတယ်။လက်ချက်တစ်ဖက်နဲ့တချင်းတစ်ပုတ်သာပေါင်းဆက်လိုက်ရင်တော့လုံးဝပြည့်စုံနေပါပြီဗျာ။စတင်ထွက်ခွာရဘူတာနဲ့တဖြည်းဖြည်းဝေးကွာလာပြီးလူနေလေးတွေကိုလည်းတိတ်ပြီးမတွေ့ရတော့ဘူးဆိုလို့ရှိရင်တော့အခုလိုမျိုးလေကွင်းပြင်းတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။အခုရာသီကတော့ပဲတီးနံနဲ့ဝေစပါးရာသီဖြစ်တာကြောင့်ပဲပြိုကင်းလေးတွေကိုတွေ့နိုင်ပါတယ်။နိုင်ဝဲလောက်ခီးနေလာပြီးရဲ့နောက်ထပ်တစ်ပူတောင်ရောက်ပါပြီခင်ဗျာ။ဘူတာတစ်ခုချင်းစီကိုမြေထားဆက်ရောက်တိုင်းမှာမတူညီတဲ့စင်းဆိုရှုခင်းတစ်ခုကိုခန်းစားရမှာပါ။ဒါကတော့ယထာရက်နေတဲ့အချိန်မှာတွေ့ရမယ်။ကျွန်တော်ရဲ့ပပပဲဖြစ်ပါတယ်။ဒုတိယမြောက်ဘူတာကိုစတင်ထွက်ခွာပါပြီခင်ဗျာကျွန်တော်တို့ဒီနေ့သွားရမယ့်ခီးစဉ်ကဘူတာစဉ်10ခုရှိတာကြောင့်ကြားရဲမှာဘူတာ10ခုကိုဖျက်ရမှာပါထိုင်မင်ကုန်းဆိုရဲဘူတာကိုရောက်တဲ့အချိန်မှာတော့မိဖို့ကြောင့်အတွက်အတီးနဲ့လက်လက်ဆက်ဆက်တွေကိုစီးတက်တက်တနဲ့ဝယ်လို့ရပါတယ်ခင်ဗျာကျွန်တော်ပပကတော့ရေပဲစားရလို့ပြောတာကြောင့်ရေတပူပဲဝယ်ခဲ့ပါတယ်မနေ့စောစောကနေခီးနေလာခဲ့လိုက်တာအခုဆိုရင်နေလေးတော်တော်မြင်လာပါပြီနောက်ထပ်တပူတာကိုရောက်လို့မြေထားရတဲ့အချိန်ကျွန်တော်ပပပိုက်စားရလို့ပြောတာကြောင့်ကျွန်တော်တပ်ဖာနေအောင်အစာပြီးဘိမုံဝယ်ပြီးတော့စားပါတယ်ခင်ဗျာဘိမုံကတော်တော်ကြီးပါတယ်ဒါကတော့မနေ့စာအစာပြီးကိုဘိမုံနဲ့ဖြစ်ရှင်းနေကျွန်တော်ရဲ့ပပပဲဖြစ်ပါတယ်ဒီလိုနဲ့ပဲရှုခင်းနေချင်းဆက်ပြီးတော့ခီးနေငယ်ပါတယ်ခင်ဗျာခုလိုမျိုးငွေမြစ်ကိုဖြတ်ပြီးတော့စောက်ထားတဲ့မြို့ဝေးမြစ်ကူတထားကြီးကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့လာခဲ့တဲ့ခီးတဝဲကျိုးပါပြီခင်ဗျာစသည်ဆိုအပြင်နေရောက်ဘယ်နေရာရောက်အမြဲဘာမဖြစ်ပါပဲဗျာကျွန်တော်တို့ကယထာလက်မဲ့ယူပြီးတော့စီးတာဆိုပေမဲ့လမ်းကျန်းတဲ့နေရာကိုရောက်လို့ရှိရင်အခုလိုမျိုးပကက်စီးရရဲ့ခံစားချက်ကိုပါ bonus အနေနဲ့ရမှာဖြစ်ပါတယ်မနေ့ရှနိုင်လောက်ကနေခီးနေလာခဲ့လိုက်တာအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆဲမဲ့ဟင်္ဒရာမျိုးမြေထားဘူတာကိုရောက်ပါပြီခင်ဗျာဘူတာကတော့ခီးသွားတွေနဲ့အမြဲစီကနေရပါပဲဗျာကျွန်တော်ကတော့ပပကိုခဏထားခဲ့ပြီးတော့အိုးဝေးသွားငါလိုက်ပါအောင်မယ်ဒါကတော့အိုးဝေးဘော်ဝေးရောက်နေတဲ့ကျွန်တော်ရဲ့ဒေဒီပဲဖြစ်ပါတယ်တားဖာနေအောင်အိုးဝေးစီးပြီးတော့ပပပြမဲ့စေကံကိုအရင်ဆုံးသွားခဲ့ပါတယ်ခင်ဗျာစေကံကိုရောက်ပါပြီခင်ဗျာစေးစာကိုလုပ်ပြီးတော့တိတ်မကြခင်မှာပဲစေကံပြခွင့်ရခဲ့ပါတယ်ဒါကတော့သူခန်းစားနေရတဲ့ဝေဒနာတွေကိုပြပြနေတဲ့ကျွန်တော်ရဲ့ပပဖြစ်ပါတယ်ဆီအောင်ကတက်မရိုက်ဖို့ညွှန်ကြားခဲ့တာကြောင့်တက်မရိုက်ပါတယ်ခင်ဗျာတက်မဲ့ရိုက်ပြီးရဲ့နောက်စေးထုတ်ဖို့အတွက်အချိန်ခဏစောင့်ရပါတယ်ခင်ဗျာဒါကတော့အေးလူဆောင်ဆိုင်နေကျွန်တော်ရဲ့ပပပဲဖြစ်ပါတယ်စီးလဲထုတ်ပြီးပြီးတောက်ဖို့အတွက်လမ်းညွှန်ချက်တွေကိုလည်းတေချာနှထောင်ပြီးပြီးငွေလေးရှင်းပြီးပြီးဆိုရင်တော့ကျွန်တော်တို့တာဖာနီယာအိုးဝင်နေပဲအိမ်ကိုဆက်ပြီးတော့ခင်းနေခဲ့ပါတယ်ဒါကတော့ဒီနေ့ရဲ့ကင်မရာမန်ဖြစ်တာဝန်ယူထားတဲ့ Mr. K ပဲဖြစ်ပါတယ်နောက်ဆုံးတော့ကျွန်တော်တို့ရဲ့ home sweet home အိမ်လေးကိုရောက်ပါပြီခင်ဗျာကျွန်တော်ရဲ့ပပလည်းအထုပ်ဖြီးပြီးတော့ကောင်းကောင်းအနားယူနေပါပြီဆိုတော့နောက်ထပ်ဗီဒီယိုတစ်ခုမှပြန်တွေ့ပါမယ်အားလုံးပဲကျမ်းမာပြည့်စုံကြပါစေခင်ဗျာ